အားလုံးပဲမင်္ဂလာပါကျွန်တော်ချက်စီဖော်ပြန်နဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့အသင်းရဲ့ squad တက်အကြောင်းပြောရအောင်နော်ဆိုဒီအတွေးလေးဝင်လာတာကဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ Newcastle နဲ့ပွဲကိုကြည်လိုက်လို့ပေါ့နော်ပြီးခဲ့တဲ့ Newcastle နဲ့ပွဲမှာကျွန်တော်တို့အသင်းရဲ့တောင်ပန်ကစားသမားတွေဖြစ်ချင်သလိုဖြစ်နေပေမဲ့လည်းလူသားလဲစရာကကျွန်တော်တို့မှာမရှိနေဘူးဆိုတော့ကျွန်တော်တို့ bench မှာပေါ့နော်ဒီရန်လူစင်းမှာကြည်လိုက်တဲ့အခါမှာလဲဒီလက်ရှိဒီ first line ကကစားသမားတွေလောက် quality အနီးပါပေါ့နော်ကောင်းတဲ့ကစားသမားကမရှိနေဘူးဒါပွဲအဖြစ်ကိုပြောင်းနိုင်မဲ့ကစားသမားလို့ပြောရင်ဘယ်လိုပြောမလဲလုံးဝကိုမရှိနေတဲ့အနေအထားမျိုးဖြစ်နေကျွန်တော်တို့ဂစ်တန်ကိုယုံကြည်ရမလားကျွန်တော်တို့ယုံကြည်လို့မရဘူးပြီးတော့တိုင်းရစ်ကျော်ကိုယုံကြည်ရမလားယုံကြည်လို့မရပြန်ဘူးတိုက်စကဒီမက်ကီကိုကျွန်တော်တို့ထည့်မလားလုံးဝထည့်လို့မရဘူးဆိုတော့ဒီအနေအထားမျိုးမှာမလို့သင်း squad တောက်နေဆိုတာတကယ်ရောဟုတ်ရဲ့လားဆိုတဲ့အတွေးကဘောင်းစုံဝင်လာတယ်ပေါ့နော်ကျွန်တော်တို့လူစင်းများတာတော့မှန်တယ်တေချာပေါက်ကျွန်တော်လူတွေကတော့အများကြီးပဲကျွန်တော်တို့တယောက်ချင်းထုတ်ရောင်းမယ်ဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကိုရောင်းယူရမယ်အနေအထားမျိုးဖြစ်တယ်ဒါပေမဲ့quality ပြည့်မီတဲ့ကစားသမားကမရှိနေဘူးလို့ပဲကျွန်တော်ကတော့မှတ်ချက်ပြုချင်တယ်ပေါ့နော်လက်ရှိဒီ first line ထဲမှာနေရာရနေတဲ့ကစားသမားတွေတောင်မှတကယ် quality ရှိရလားဆိုတာကမပြောနိုင်ဘူးကျွန်တော်တို့ကစားတော့ကစားနေကြတယ်ဒါပေမဲ့ clinical မဖြစ်ဘူးကျွန်တော်တို့ဘယ်လိုပြောမလဲတိုက်စစ်ကိုရောက်တဲ့အခါမှာသူတို့ရဲ့ decision တွေကဝေဝါးတယ်သူတို့ decision making တွေကဘလို့မှကိုအဆင်မပြေနေဘူးဂိုးကံမလားဒါမှမဟုတ်ကျွန်တော်တို့အသင်းပေါ်ရင်းနဲ့တွဲကစားမှာလားဒါမျိုး decision တွေကပါမလာဘူးဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ Newcastle နဲ့ပွဲကိုကြည့်လိုက်ခဏချိုးဘယ်လောက်ထိကျွန်တော်တို့ဖြုံးတယ်သူ့အနေနဲ့ဒါအသင်းပေါ်တွေတောင်မှအများကြီးအားနာတင်တယ်ဗျာဆိုတော့အသင်းပေါ်တွေတောင်မှတော်တော်လေးစိတ်ပြတ်သွားတဲ့အနေအထားမျိုးတွေကြုံရတယ်ဆိုတော့တစ်ဖက်ကပါတနာတိုကြည့်ပြန်တော့လေကျွန်တော်တို့အမြဲတမ်းထောင်ထွက်နေမဲ့ကစားသမားမျိုးမဟုတ်ဘူးကျွန်တော်တို့ကဒီအီဒင်ဟာဇတ်တို့ဒီဝီလီယံတို့ဒီပတ်ထိုတို့ပေါ့နော်ဒီကစားသမားတွေကြည့်လာတဲ့အခါမှာကျတော့လက်ရှိနေတဲ့ကစားသမားတွေကိုဘလုံးမကိုအားမရနိုင်ဘူးပေါ့နော်ဆိုတော့ပတ်ထိုကဒီရာဒီမှာအားကိုးနေရတာတော့မှန်တယ်ဒါပေမဲ့ဒီကစားသမားကအမြဲတမ်းထောင်ထွက်နေမဲ့ကစားသမားမျိုးမဟုတ်ဘူးဘယ်လိုပြောမလဲတကယ်ကိုရှေးရိုးဆန်တယ်လို့ပြောလို့ရတယ်ပေါ့နော်သူ့ရဲ့ကစားပုံကဆွဲပြေးမယ်ကန့်ရင်ဆိုင်ဝင်ကန့်မယ်ဒါမျိုးပဲရှိတယ်သူ့စီမှာ flare မရှိဘူးသူစီမှာဘယ်လိုပြောမလဲကိုရနိုင်မဲ့အခွင့်အရေးဖန်တီးနိုင်တာ cross တစ်ခုပဲရှိတယ်ပေါ့နော်ကျန်တဲ့ပိုင်းမှာဒီဟာမှအရင်ကြီးအားကိုးလို့မရဘူး wall rate ကောင်းတာတော့မှန်တယ်ဒါပေမဲ့အတင်းဂိုးလုံးနေတဲ့အချိန်မှာ impact ဖြစ်ကစားနိုင်တဲ့ကစားသမားမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ squad ကတကယ်ရောတောင်တင်းနေရလားပေါ့နော်ဆိုတော့ကျွန်တော်တို့အသင်းမှာအတောင်တင်းဆုံးနေရာကကွင်းလယ်မှာပဲရှိတယ်လို့ပြောလို့ရတယ်ဒါမှကျွန်တော်တို့ဒီမက်ဆက်ကန်စီရိုမပါဘူးဆိုကျွန်တော်ကွင်းလယ်ကတခုလိုနေသလိုပဲဒါမှမဟုတ်ဒီအန်ဆိုဖာနန်ဒက်မပါဘူးဆိုရင်တခုလိုနေသလိုပေါ့နော်ဒီကမှနှစ်ယောက်မှမကစားဘူးဆိုရင်ကျွန်တော်အသင်းဟာတခြားကစားသမားတယောက်ကိုထည့်သွင်းအသုံးပြုလို့မရပြန်ဘူးဆိုတော့နောက်တစ်ခုတိုက်စစ်ကိုကြည့်မလားတိုက်စစ်ကလည်းကျွန်တော်တို့ဂျာအိုပထူပဲရှိတယ်လက်ရှိအချိန်မှာပေါ့နော်မက်ကီကိုထည့်မလားလုံးဝကိုယုံကြည်လို့မရတဲ့ကစားသမားမျိုးဖြစ်တယ်သူ့ကိုကျွန်တော်တို့စူပါဆက်အနေနဲ့တစ်ခါလေတပွဲတလေထည့်သွင်းကစားသမားတာလေအဆင်ပြေမဲ့ကစားသမားမျိုးဖြစ်တယ်အသင်းကိုဥဆောင်ပြီးတော့ဂိုးတွေကိုတောက်လျှောက်သွင်းနိုင်မဲ့ကစားသမားမျိုးမဟုတ်ဘူးဂျောက်ပထိုတော့မှဒီလိုကစားသမားမျိုးမဟုတ်ဘူးဗျာတစ်ခါလေရုံးကန်ရတာမျိုးတွေကြုံရတယ်ဆိုတော့ကျွန်တော်တို့လီယန်ဒီလည်းရှိဒါပေမဲ့လီယန်ဒီလက်ကလည်းအခုနာနေတယ်ကျွန်တော်တို့ခဏနာနေမဲ့ကစားသမားမျိုးကျွန်တော်တို့အသင်းမှာတော့မလိုအပ်ဘူးဗျာကျွန်တော်တို့တိုက်စစ်မှာဥဆောင်ရမယ့်အခြေအနေမျိုးမှာကျွန်တော်တို့ဒီကစားသမားပျောက်နေရဆိုရင်အသင်းတွေကျွန်တော်တို့ဘာအကျိုးရှိမှာလဲဆိုတော့ကျွန်တော်တို့နောက်တန်းကိုတစ်ခါပြန်ကြည့်ပြန်တော့လေဒီလိုပဲ Wesley Fofana နဲ့ချာလိုပါမှမတွဲဘူးဆိုရင်ကျွန်တော်ဘယ်ကစားသမားကိုယုံကြည်ရမလဲအာချင်ပေါင်ကိုယုံကြည်ရမလားအာချင်ပေါင်ကကောင်းတာမှန်တယ်ဒါပေမဲ့သူ့ရဲ့ပွဲအတွေ့အကြုံရအသက်အရွယ်ရဒီအသင်းကိုဥဆောင်ဖို့ကြတော့မဖြစ်နိုင်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီ Wesley Fofana နဲ့ချာလိုပါတော့ဘယ်လိုပြောမလဲတခါတလေသူတို့ရဲ့မပါနိုင်မှုတွေကြောင့်မို့ကျွန်တော်ဂိုးတွေတောက်လျှောက်ပေးရတယ်ပြီးခဲ့တဲ့ဒီ Newcastle နဲ့ပွဲမှာဆိုရင်ကျွန်တော်ဒါမြင်ရတာပဲဆိုတော့တိုစင်ကိုယုံကြည်ရမလားလုံးဝမဖြစ်နိုင်ဘူးဆိုတော့ဘာရီယာရှိကိုပဲကျွန်တော်တို့ပြေးပြီးတော့ယုံကြည်ရမလားကျွန်တော်ယုံကြည်လို့မရဘူးဒါကြောင့်မို့ squad တောက်ရလားဆိုတော့မေးခွန်းကိုကျွန်တော်မေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုသမားကတော့လက်ရှိချိန်မှာတော်တော်လေးတိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ဘာမှတော့တိတ်ပြီးတော့မပြောလို့ဘူးဆိုတော့ Jorgensen ကိုသုံးမယ်ဆိုရင်လည်းတချို့ပွဲတွေမှာအဆင်ပြေနိုင်တဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ကိုသမားကတကယ်အရေးကြီး crucial movement ကာကွယ်နိုင်တယ်ဆိုရင်အဆင်ပြေတယ်ဗျာကျွန်တော်တို့နောက်တန်းကောင်းမှုလုံမယ်ဆိုရင်ကျွန်တော်တို့ဒီကိုသမားအတွက်ကအရင်ကြီးပူစရာမလိုတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီလက်ဘက်ကိုကြည့်ပြန်တော့လေကူရလာတယောက်တည်းပဲကျွန်တော်တို့ရှိတယ်ကူရလာမှမသုံးဘူးဆိုရင်ကျွန်တော်ကမှကသုံးလို့အဆင်ပြေဘူးယုံကြည်စိတ်ချတဲ့အနေအထားမျိုးမရှိဘူးပေါ့နော်ဟာတိုကိုလည်းကျွန်တော်တို့ခေါ်လိုက်တာဖြစ်ပေမဲ့လေဟာတိုနေနဲ့ဒီ agent မှာကောင်းခဲ့တယ်
မှန်တယ်ဒါပေမဲ့ဟို Chelsea မှာရောက်တဲ့အချိန်မှာသူ့အနေနဲ့ဒါဘယ်လိုပြောမလဲ Premier League ရဲ့ game intensity မလိုက်နိုင်တာရဲ့သူ့ရဲ့ခန္ဓာကိုယ်အရွယ်စားရပေါ့နော် physical strength အားနည်းတာရဲ့အကြောင်းမို့ကျွန်တော်တို့ဘယ်လိုပြောမလဲအဆင်မပြေတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့ကူရလာလည်းဟိုခဏကိုသေးတာလို့ပြောလို့ရပြီမြတ်ကူရလာကexperience ရှိတယ်ဘယ်လိုအယိုးကမာတယ်လို့ပြောလို့ရတယ်ပေါ့နော်လူကောင်သေးတိုင်အောင်သူ့ရဲ့ကစားပုံက Premier League နဲ့အဆင်ပြေတဲ့အနေအထားမျိုးဖြစ်တယ်ဒါပေမဲ့ Hato ကတော့ဒီချိန်နေနဲ့ကွာခြားတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီနေ့မှာကျွန်တော်သတိရမိတဲ့ကစားသမား3ယောက်ရှိတယ်ပေါ့နော်အဲ့ဒါတိုက်စစ်က Jackson ရယ်ဆိုတော့ Jackson ကသူဟိုဘယ်လိုပြောမလဲ attitude ရကောင်းတာမကောင်းတာကတပိုင်းဒါပေမဲ့တိုက်စစ်ကိုဥဆောင်တဲ့အခါမှာတော့လက်ရှိနေတဲ့ကစားသမားတွေနဲ့တိတ်ပြီးမကွာဘူးလို့ပဲကျွန်တော်ကယူဆတယ်ပေါ့နော်ဆိုတော့ Jackson ကိုတတိယမိတယ်နောက်တစ်ခုကဘယ်သူလဲဆိုတော့ Noni Madueke ပဲ Noni Madueke ကလည်းဒီလိုပဲ attitude တိတ်ပြီးတော့ကောင်းတဲ့ကစားသမားမျိုးတော့မဟုတ်ဘူးတိတ်ပြီးတော့ humble မဖြစ်ဘူးပေါ့နော်ဆိုတော့ဒီနေ့ချင်းနေကြောင်းမို့ကျွန်တော်ရောင်းထိုးလိုက်တာလို့ထင်တယ်သူ့ရဲ့အခြေစွမ်းအရာဆိုရင်တော့သူလည်းဘယ်လိုလဲ super set အနေနဲ့သုံးပြလို့ရတဲ့အနေအထားမျိုးလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့လက်ရှိအသင်းမှာရှိနေတဲ့ Garnacho လို့ပေါ့နော် Garnacho တို့နဲ့ကတော့ individual skill ရအတူတူပဲလို့ကျွန်တော်မြင်တယ်ဒါပေမဲ့ finishing ရ final တက်မှာအလိုလိုပုံကတော့Noni Madueke ကပို့ပြီးတော့ကောင်းတဲ့ကစားသမားလို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားကိုလည်းကျွန်တော်တတိယပြီးတော့ကျွန်တော်တို့ရဲ့အချစ်တော်မူရစ်ပေါ့နော်ဆိုတော့မူရစ်ကကျွန်တော်တခါတလေကစားပုံအဆင်မပြေတာကလွယ်လို့ဒီ game impact ပေးတဲ့နေရာမှာပေါ့နော်သူကပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်ကမြင်တယ်ပေါ့နော်ဂိုးနာရောက်တဲ့အခါမှာသူဘာလို့ရမလဲဆိုတာကောင်းကောင်းသိတဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့ဒီမူရစ်ကိုလည်းကျွန်တော်တတိယရတယ်ပေါ့နော်ဆိုတော့ဒီကစားသမားကလည်းပြန်ကစားနိုင်ဖို့ဟာဝေးသေးတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဘယ်လိုများဖြည့်ရှင်းကြမလဲပေါ့နော်တောင်မန်နေမှာကစ်တန်ကိုလည်းယုံလို့မရကာနာချိုလည်းယုံလို့မရဆိုရင်ဒီနေရာမှာဘယ်လိုဖြည့်တင်းကြမလဲဆိုတော့နီဗျာမာစကာကတိတ်တော်ပါတယ်တိတ်တော်တယ်ဆိုတာကဒီလို experience တိတ်ပြီးမရှိတဲ့ကစားသမားတွေအားလုံးကိုစုဖွဲ့ပြီးတော့ကင်တွယ်ထားရတဲ့အနေအထားမျိုးကတကယ်မလွယ်ဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ယူပေါက်တွေအများကြီးရှိနေတဲ့အသင်းတစ်သင်းမှာအဲ့ယူပေါက်တွေကိုတပေါက်ချင်းစီလိုက်ပိတ်ပြီးတော့လက်ရှိချိန်မှာဆိုရင်ဘယ်လိုပြောမလဲနည်းနည်းလေးတော့အတက်ဘက်ကိုသွားနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာတခြားနေပြတယောက်ဆိုရင်ဒီလိုလုပ်နိုင်ပါမလားဆိုတော့ကျွန်တော်တန်တရားရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီဇန်နဝါရီအပြောင်းရွှေ့မှာဒါမှမဟုတ်နွေရာသီမှာပေါ့နော်တခုခုတော့လုံးတင်တယ်လို့ထင်တယ်ဆိုတော့ကျွန်တော်မျက်စိနဲ့ပြင်းပြင်းနဲ့ခန်းသမားတယောက်ရှိတယ်အဲ့ဒါ Giovanni Quanta ပဲ Giovanni Quanta ကလက်ရှိ Sporting မှာကစားနေတယ်တော်တော်လေးလဲgame impact ကိုပေးနိုင်တဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်သူစီကဂိုးတွေလည်းမျှော်လင့်လို့ရတယ်ဆိုတော့ဒီဘယ်မှာပဲကစားစားညာမှာပဲကစားစားနှစ်နေရာသလုံးမှာကစားနိုင်တယ်ပြီးတော့ဒီနံပါတ်10ရိုးမှာလည်းပြည်ကစားနိုင်တဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားကတော့လာမယ့်2016နွေရာသီမှာမှရောက်မယ်ဆိုတဲ့အနေအထားမျိုးကြောင့်မို့ကျွန်တော်ဇန်နဝါရီမှာဘလို့စခန်းသွားမလဲပေါ့နော်ဇန်နဝါရီမှာပြန်နောက်ထပ်တယောက်လောက်ခေါ်ပေးမလားဆိုတာလေကျွန်တော်မျှော်လင့်မိတယ်ပေါ့နော်ဆိုတော့ Giovanni Quanta ကိုပဲကျွန်တော်တို့ဇန်နဝါရီမှာပဲဖြတ်သိမ်းပြီးတော့ခေါ်လိုက်မလားပေါ့နော်ဆိုတော့ဒီချိန်လေးတော့ကျွန်တော်မျှော်လင့်တယ်ဒါပေမဲ့ Giovanni Quanta ကလည်းလက်ရှိချိန်မှာဒဏ်ရာရနေတယ်ဆိုတော့ရောက်လာရင်တော့မှ fitness ဖြစ်ဖို့ဟာအချိန်ဟာစောင့်ရအောင်ပဲအနေအထားမျိုးဖြစ်တယ်ဆိုတော့ဒီကိုတော့ဘယ်လိုမြင်လဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ squad ကတကယ်ကိုတောင်းတာဟုတ်ရလားဆိုတာကျွန်တော်တန်တရားရှိတယ်ဒီကိုတော့အမြင်လေးတွေခန်းစားချက်လေးတွေပြောတော့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြန်မှာပြန်တွေ့ပါမယ်